နိုင်ပါစေဆရာမယခုပြောပြချင်တာလေးကတော့ဒါပေါ့နော်ကပ်ဘေးဆိုကြီးကိုကြားရောက်လာတဲ့အခါမှာကပ်ဘေးဆိုကြီးထဲမှာမိမိတို့တွေအသက်အန္တရာယ်မဖြစ်ဖို့မိမိတို့တွေမပါဘူးကပ်ဘေးအန်ဒီရဲ့ကြော်လွားနိုင်ဖို့ကပ်ဘေးမကြရောက်ဖို့အတွက်ကိုဆရာမယခုရတဲ့အစီရင်လေးပေးခြင်းဖြစ်ပါတယ်ဆရာမယခုပေးတဲ့အစီရင်လေးကတော့ဝိဇ္ဇာအဘအောင်မင်းကောင်တို့ကိုယ်တိုင်လမ်းညွှန်ချက်တိုင်းဆရာမ900သားသမီးတို့ကိုပေးခြင်းဖြစ်ပါတယ်ဆရာမယခုပေးတဲ့အစီရင်ရတရားတွေကိုနှစ်စန်းတရက်နေ့မှာပြုလုပ်ရမှာဖြစ်ပါတယ်မြန်မာတို့ရဲ့ဒလိထုံးဆက်မြန်မာတို့ရဲ့ရိုးရာမြန်မာလိုဆိုရင်နှစ်စန်းတရက်နေ့ကနှစ်ဦးအစာဖြစ်ပါတယ်လာမယ့်နှစ်အတွက်ကိုနှစ်အစာကနှစ်စန်းတရက်နေ့ဖြစ်ပါတယ်ဒီတော့ဆရာမယခုပေးမဲ့ရတရားအစီရင်လေးကိုနှစ်စန်းတရက်နေ့မှာပြုလုပ်ပေးရမယ်လာမယ့်နှစ်အတွက်အရာရအောင်မြင်ဖို့အကောင်းကြီးပဲဖြစ်ဖို့အတွက်ကိုဆရာမယခုရတဲ့အစီရင်လေးကိုပေးခြင်းဖြစ်ပါတယ်အဓိကပြုလုပ်ရမှာနှစ်စန်းတရက်နေ့အချိန်မပါပါဘူးမနက်ပိုင်းလုပ်နိုင်တော့ပိုကောင်းပါတယ်နှစ်စန်းတရက်နေ့မှာမိမိရဲ့နေအိမ်မှာကိုးကွယ်ထားတဲ့မိမိနေအိမ်မှာရှိသောဗုဒ္ဓမြတ်စွာဘုရားကိုတော်မြတ်ကြီးကိုရေတပ်ပယ်ပေးရမှာဖြစ်ပါတယ်မိမိအိမ်ကဗုဒ္ဓမြတ်စွာဘုရားကိုတော်မြတ်ကြီးကိုနံပါတ်1နှစ်စန်းတရက်နေ့မှာရေတပ်ပယ်ပေးရပါမယ်နံပါတ်2မိမိနေထိုင်တဲ့နေအိမ်အစအဆုံးကိုနှစ်စန်းတရက်နေ့မှာတယောကမိုးရဲ့နနွေးမှုတ်စနွေးမုတ်ကိုပြောချင်တာပေါ့တယောကမွန်းရဲ့စနွေးမုတ်ရဲ့ကိုရေနဲ့ရောဆက်ပြီးတအိမ်လုံးကိုဆေးချပေးရပါမယ်နှစ်ဟောင်းမှာရှိတဲ့အညစ်အကြေးတွေမကောင်းတဲ့အတိတ်နမိတ်တွေအားလုံးယခုရေနဲ့တူပါသွားပြီးအညံ့တွေအားလုံးပါသွားပြီးဆိုတဲ့အတိတ်နမိတ်နဲ့တအိမ်လုံးကိုတယောကမွန်းနဲ့စနွေးမုတ်နဲ့ရေဖြော်ပြီးတော့ဆေးချပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့မိမိအိမ်မှာရှိတဲ့ဗုဒ္ဓမြတ်စွာဘုရားကိုယ်တော်မြတ်ကြီးကိုယာဟုစွန်းစက္ကပ်လှူဒန်းပေးရပါမယ်ရာဟုဆုံးဆိုတော့နို့ထမင်းတို့နို့ဆံပြုတ်တို့စက္ကပ်လှူဒန်းပေးရမှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့မိမိနေတဲ့ခြံရဲ့အဝခြံစည်းရိုးခြံအိမ်အဝတကားပေါက်အဝကိုပြောချင်တာဒါပေမဲ့အပြင်ကိုပြောတာမဟုတ်ပါဘူးအဝအတွင်းထဲကိုပြောတာပါတေးသေးချာဆရာမပြောတာကိုမှတ်ထားပါအတွင်းထဲခြံအဝအတွင်းထဲမှာအမွှေးတိုင်၈တိုင်တီထွန်းပေးရပါမယ်မြေကြီးထဲမှာစိုက်ပြီးတော့ထွန်းပေးရမှာဖြစ်ပါတယ်ထွန်းတဲ့အခါမှာမိမိရဲ့နှုတ်ပြားတိုင်တယ်ပေးရမယ်ဒါကဘာလို့ဆိုတော့ကဘာဆောက်နမင်းကြီးတကွာယခုကဘာထဲမှာဆောက်ရှောက်ကြတဲ့ဆိုင်ရပိုင်ရမြင်အမမြင်ပုံကိုအပေါင်းနဲ့မြန်မာနိုင်ငံမှာဆောက်ရှောက်ကြတော့မြင်အမမြင်ပုံကိုအပေါင်းနဲ့ယခုကဘာမြေကြီးကိုဆောက်ရှောက်ကြတော့မြေဆောက်နဲ့ကြီးပါမကြံယနေ့အချိန်မှာစလို့9ရက်သားသမီး8နှစ်နဲ့အားလုံးမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကဘာတဝမ်းလုံးအေးချမ်းရပါလို့ဤတာယာရပါလို့ဤအရာရာစိတ်ချမ်းသာကိုကျမ်းမာနဲ့ပဲတဆုံပေါ့နော်လူဘဝတဆုံတိသာသနာတွေပြုရပါလို့ဤဆိုပြီးတော့တိုင်နေပေးရပါမယ်နောက်ထပ်တစ်ခုကတော့မိမိခြံရဲ့အဝတကားအဝမှာတနင်္လာနံအခအညွန့်ရှင်းညွန့်တီတီကိုခြိပေးရပါမယ်တနင်္လာအနံဆိုတော့ဂန်းကော်ညွန့်တို့ခရင်ညွန့်တို့မြည်သည့်အညွန့်ဆိုမဆိုရတယ်ရှင်းညွန့်တီတီကိုခြံစည်းရိုးရဲ့တကားဝမှာခြိပေးရမှာဖြစ်ပါတယ်ဆီယမပေးတဲ့ရေရအစီရင်လေးကိုယုံကြည်နဲ့လုပ်ကြည့်ပါဒါဆိုရင်တော့ကပ်ပေးဆိုကြီးကကြော်လွားနိုင်မှာဖြစ်